အားလုံးပဲမင်္ဂလာပါခင်ဗျာဓမ္မနှုတ် YouTube Channel လေးကနေကြိုဆိုပါရစေတရားဓမ္မဘုဒ္ဓစာပေများကိုတင်ဆက်ပေးနေတဲ့ Channel လေးဖြစ်တဲ့အတွက် Like and Subscribe လုပ်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ဒီကနေ့မှာတော့ဗုဒ္ဓအမြင်ကဘာဦးခေတ်လူသားများအခြေအနေဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးဟာဆရာကြီးတကုံဦးစန်းငွေရေးသားထားသောဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများဆိုတဲ့စာအုပ်ထဲမှာကောက်နှုတ်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာဤစာစုကလေးနဲ့ဆရာကြီးတကုံဦးစန်းငွေအားလည်းဂါရဝပြုအပ်ပါတယ်ခင်ဗျာတာဝတိပြည်၌အဓိကရကျောင်းတိုက်ကြီးနှစ်တိုက်ရှိ၏မြို့၏တောင်ဘက်၌ဇေတဝန်ကျောင်းတိုက်ကြီးရှိ၏ကျောင်းတိုင်ကာကအနာတပိန်တထေးကြီးဖြစ်၏မြို့၏ရှိဘက်တွင်ပုပ်ပိုင်ုံကျောင်းတိုက်ကြီးရှိသည်ကျောင်းမကြီးကဝိတာကဖြစ်သောဟူ၏မြတ်စွာဘုရားသည်တမျိုးတည်းတွင်အပြိုင်ရှိနေသောထိုကျောင်းတိုက်ကြီးနှစ်တိုက်၌တလဲစီသတင်းသုံးတော်မူနေ၏ဒီနှစ်ပုပ်ပိုင်ုံကျောင်းတွင်ဝါကတ်တော်မူကနောက်နှစ်ခါဇေတဝန်ကျောင်းတော်၌ဝါကတ်တော်မူပြီဖြစ်၏တနည်းအားဖြင့်ဇေတဝန်ကျောင်းတွင်ဝါဆိုတော်မူကဝါပအခါများတွင်ပုပ်ပိုင်ုံကျောင်းတော်၌သတင်းသုံးတော်မူသည်ဟု၍လည်းယူဆနိုင်ရ၏ယခုချိန်၌မူဗုဒ္ဓသည်ပုပ်ပိုင်ုံကျောင်းတော်၌ရှိနေ၏အချိန်မှာညနေဆောင်ဖြစ်သည့်အလျောက်အရေးများသည်အရှိဘက်သို့ထွက်လေ၏ဗုဒ္ဓသည်ပုပ်ပိုင်ုံကျောင်းတော်၌ဆင်းသက်ခဲ့၍ကျောင်းတော်၏အရေးလွင်ဒီခေါင်၌ဇင်းညံလျှောက်နေတော်မူ၏ပုပ်ပိုင်ုံကျောင်းတော်၏တီပုံကတောင်နှင့်မြောက်အလျားရှိ၏ပြတ်သက်ချွန်းများအထွတ်တက်ထား၏ထိုပြတ်သက်ချွန်းများဖြင့်ဝီဝီဆဆာတောင်နှင့်မြောက်အလျားရှိရှိဆောက်ထားသောပုပ်ပိုင်ုံကျောင်းတော်ကြီးကိုအနောက်မှနေ၍နေအောင်ထိုးလိုက်သောအခါကျောင်းတော်၏အရှိသည်အရှိဘက်သို့ဖြာ၍ထွက်လာသည်ဖြစ်ရာမြတ်စွာဘုရားသည်ထိုအေးရိပ်စာရအောင်၌ဇင်းညံလျှောက်နေတော်မူသည်ကိုဝါတိထနှင့်ဘာရဒွါစအမည်ရှိသောကိုရီနှစ်ပါးကလှမ်းမြင်ကြသည်ထိုကိုရီနှစ်ပါးကဂရေ40ကြီးကျွယ်ဝကြသည်ဩရိစ္ဆပုံနာမျိုးသည်အသက်20ပင်မပြည့်သေး၍ယဟန်မခံကြရသည်အသက်ပြည့်သည်နှင့်တပြိုင်နက်ပဇင်းတက်ကြမိယဟန်လောင်းများပေသည်ပညာရည်သွေးအဖြစ်ဘေရင်3ရက်ကန်းခတ်အောင်တက်ကြလေတဲ့ဖျားသခင်ဇင်းညံလျှောက်နေတော်မူသည်ကိုမြင်ရတော့ငါအရှင်ဘာရဒွါစဖျားသခင်ထံတို့သွားကြရအောင်တရားနာခွင့်ရခြင်းလဲရတံကောင်းပါရဲ့ဟု၍အချင်းချင်းတိုင်ပင်ကြပြီးဖျားသခင်ထံသို့ချဉ်ကပ်ကြလေသည်ဗုဒ္ဓသည်ဇင်းညံလျှောက်မြဲလျှောက်နေသဖြင့်သူတို့သည်မြတ်စွာဘုရားရှင်၏နောက်တော်ဘာမှမြောင်၍ဗုဒ္ဓနှင့်အတူဇင်းညံလျှောက်ကြသည်ထိုကိုရင်နှစ်ပါးနှင့်ကိုရင်ဝါတိထကပါရည်နှင့်ရှိသည်အကင်းပါသည်တွက်လက်ချက်ကြသည်ကိုရင်ဘာရဒဇမှမူအေးတွန်းသည်ဗုဒ္ဓသည်ဇင်းညံလျှောက်နေရင်မှကိုရင်နှစ်ပါးကိုကြည့်ပြီးကိုရင်ဝါတိထကိုဤသို့မေးတော်မူ၏ဗုဒ္ဓမြတ်စွာဘုရားဝါတိထတင်တို့ကဥဒိစ္စပုံနာမျိုးကြည်ကြည်တက်ကြွယ်ဝချမ်းသာသောလူချမ်းသာဘဝမှထွက်၍သင်္ကန်းစည်းကသာသနာဖောင်ရောက်လာသူများဖြစ်ကြ၏အတို့ဘာနည်းဝါတိထဤသို့တင်တို့ကိုရင်ဝချင်းကိုအကြောင်းပြု၍တင်တို့အားပုံနာများကမဆဲကြကုန်မေဘူးလားမရှုတ်ချပေကြဘူးလားဟူ၍မေးတော်မူ၏ဝါတိထအရှင်ဘုရားအမှန်တိုင်းလျှောက်ထားရပါလင်ပုံနာများကတပည့်တော်တို့အားဝိုင်း၍ဆဲကြပါကုန်သည်ကဲ့ရဲ့ရှုတ်ချကြပါကုန်သည်ဖေဟာဗုဒ္ဓမြတ်စွာဘုရားဝါတိထမြည်တို့ဆဲကြကုန်သည်ဝါတိထအရှင်ဘုရားပုံနာများကတပည့်တော်တို့အားဤသို့ဆိုပါကုန်၏လောက၌လူမျိုးတကာတွင်ပုံနာမျိုးသာအမျက်ဆုံးအခြားလူမျိုးများကအမျိုးရုပ်ကုန်၏ပုံနာလူမျိုးသာအကျင့်ဖြူသည်အခြားလူများမဖြူကုန်ပုံနာလူမျိုးသာစင်ကြယ်သည်အခြားလူမျိုးမစင်ကြယ်ကုန်ပုံနာတို့ကမဟာမြတ်မင်းကြီး၏ယင်းနှစ်တဲချာသားရတနာများဖြစ်ကြကုန်သည်မြမမင်းကြီး၏ရင်၌ကိန်းဝ၍မြမမင်း၏ကရွင်းမှထွက်လာသူများဖြစ်ကြသည်မြမမင်း၏မွေစားမွေကံများဖြစ်ကြသည်အိုးအမောင်တို့ဝါတိထတို့ဘာရဒွါစတို့တင်းတို့ယူကုန်ပြီလောတို့စင်များတော်မြင်သောမြတ်သောမျိုးရိုးကိုမျက်နာကိုမျှမထောက်မျိုးရိုးကိုစွန့်ခွာကြောခိုင်း၍ဥပ္ပိကရုံဖြင့်မြမမင်း၏ခြေပွားအောက်၌လည်းဖြစ်သောယဟန်ခေါရမထံ၌ပေါင်းမဲကြောင့်သင်္ကန်းစီကြကုန်ပြီတည်းတင်တို့အပြုတ်မူကားမကောင်းနီးလည်းမဟုတ်
ငါတို့ပုံသားလူမျိုးများအားမလျှောက်ပတ်မြင်သောမြတ်သောအထွတ်အထိပ်ရောက်သောကိုဘဝကိုစွန့်လွတ်၍ရုံးနေအောက်ကြလာသည့်ယဟန်ဂေါတမ၏ခြေ၌အလုတ်ကျွေးပြုသည်မှာရှက်ဖွယ်ကောင်းပြီးစွာဟု၍ဤသို့ကဲ့ရဲ့ပြစ်တင်ရှုတ်ချကြပါကုန်သည်ဖေဟာကိုရင်ဝါတိထသည်ပုံသားတို့၏ကဲ့ရဲ့ပုံများကိုခေစိတ်တွင်းကြလျှောက်ထားလေသည်ထိုအခါယင်းတို့ကဲ့ရဲ့ခြင်းနှင့်ပတ်သက်၍ကိုရင်ဝါတိထအားမျက်ကြွားတော်မူသည်မှာချစ်တဲ့ဘက်ဝါတိထတင်တို့မျိုးနွယ်ဖြစ်သောထိုပုံသားတို့ကစင်စစ်အားဖြင့်အစင်လာလောကအကြောင်းကိုမသိကြ၍သာသို့မဟုတ်တိလျက်တတိမမူကြ၍သာဤစကားစုကိုတင်တို့တွေလက်ကင်ပြု၍ပြောဆိုနေကြခြင်းဖြစ်ကုန်၏ငါလူမျိုးမှငါလူမျိုးငါအကျင့်မှငါအကျင့်ဟူ၍အစွဲလန်းကြီးနေကြကုန်၏ချစ်တဲ့ဝါတိထသင်ပဲစဉ်းစားကြည့်စမ်းလောပုံသားများသည်သူတို့ကိုသူတို့ဗြမသားဟုဆိုကြသည်ဟုတ်နိုင်မဟုတ်နိုင်ကိုပိုင်ဉာဏ်ဖြင့်ချင့်စမ်းပါပြီဒီမှာဝါတိထပုံသားလူမျိုးသည်ယောက်ျားသက်လူမျိုးတော်မဟုတ်ပါမိမပုံများလည်းရှိကြောင်းပါဖေဟာကောင်းပြီမိမရှိခဲ့တော့ထိုပုံသားများသည်မင်္ဂလာမဆောင်ပဲနေကြသလိုမနေကြပါအချိန်ရွယ်ရောက်ရင်မင်္ဂလာဆောင်ကြသည်သာဖြစ်ပါ၏ဟုတ်စီတော့မင်္ဂလာဆောင်လေပြီးတော့အခါကိုဝင်ဆောင်ကြသည်မဟုတ်ပါလောမှန်ပါကိုဝင်ဆောင်ကြမြဲပါဖေဟာဝါတိထကိုဝင်ဆောင်ခဲ့တော့ထိုကိုဝင်သည်မဖွားပဲများနေသလိုမနေပါဖေဟာရက်လာစေးသည်နှင့်တပြိုင်နက်ဖွားပါသည်ဖေဟာချစ်တဲ့ဘက်ဝါတိထလက်တွေအားဖြင့်မငင်းနိုင်သောပုံနာမှပုံနာမွေးဖွားမှုသည်ဟာဒီဟာတွေအထင်ရှားရှိပါလျက်နှင့်မြမာကမွေးဖွားသည်မြမာမင်း၏သားဟု၍ပြောဆိုနေကြသည်စင်စစ်ဆိုသောထို့သို့ပြောဆိုသူတို့မှာပုံနာလူမျိုးတို့၏တိတ်ခါကြောက်အောင်လုပ်နေသူမမှန်စကားမှုသားဆိုသူအကုသို့မပွားပွားအောင်လုပ်နေသူများဟုသာဖြစ်ကုန်၏ဗုဒ္ဓမြတ်စွာဘုရားသည်ဤမြသောစကားအစဉ်ဖြင့်ငါတို့မြမာမျိုးမြမာမင်းကြီး၏ရင်ထဲအောင်ပြီးမြမာမင်းကြီး၏ကတွင်မော်မှဖွာလာသောလူမျိုးဟုပြောနေသူများအားနှုတ်ပိတ်စကားမျက်ကြားတော်မူပြီးနောက်အမျိုးလေးပါးရှိကြောင်းဤသူမဆိုကောင်းသောအကျင့်ကိုကျင့်မှသာလျှင်စင်ကြယ်သူဖြစ်နိုင်ကြောင်းကိုဆက်၍ဝှက်ကြားတော်မူလိုသဖြင့်ချစ်တဲ့ဘက်ဝါတိထလူမျိုးနှင့်ပတ်သက်၍ခတ္တိယမင်းမျိုးဗြဟ္မဏပုံနာမျိုးဝိတ္တကုံတယ်မျိုးတုဒ္ဓသူစင်းရဲမျိုးဟူ၍ဤသူအဖြစ်အမျိုးလေးပါးရှိပေသည်ဝါတိထယင်းမျိုးလေးပါးတွင်အချို့သောသူများသည်တက်လဲတက်၏ခိုးလဲခိုး၏သူများသားများကိုလည်းပြမှား၏မမှန်သောစကားကိုလည်းဆို၏ဂုံးလဲတိုက်၏တဝင်လဲတူ၏စိတ်လွင့်၏အယူလဲမှား၏ဒီပြုမှုရှိသူများသည်အမျိုးလေးပါးသလုံး၌ရှိ၏ဝါတိထတင်မှတ်လေဦးလောဒီဟာအကုသိုလ်အစုဒီဟာအကုသိုလ်ဆိုထိုက်သောအစုဒီဟာအပြစ်စုဒီဟာအပြစ်ဟုဆိုထိုက်သောအစုဒီဟာမိဝဲအပ်သောအရာဒီဟာမိဝဲထိုက်သောအထဲတွင်အကျုံးဝင်သောအရာဒီဟာအရိယာမဖြစ်ထိုက်သောတရားဒီဟာအရိယာမဖြစ်ထိုက်ဟုဆိုတင်သောတရားဒီဟာအမှောင်တရားဒီဟာအမှောင်တရား၏အကျိုးစုဝါတိထဒီဟာအားလုံးသည်အမျိုးလေးပါးလုံး၌ပုဂ္ဂိုလ်အားလျော်စွာရှိလေသည်သာဖြစ်၏ချစ်တဲ့ဘက်ဝါတိထဤသို့အမျိုးလေးပါး၌အမှုအကျင့်မတင်လျော်မတင်သူများရှိသည့်နည်းတူအကျင့်သီလကောင်းမွန်ဖြောက်မှန်သူများလည်းရှိလေသည်သာဖြစ်၏ချစ်တဲ့ဘက်ဝါတိထဤအမျိုးလေးပါးတို့သည်ဤသို့အကောင်းနှင့်အဆိုးနှမျိုးရောပြန်းကုန်ခဲ့သောအဖြူအမဲရောထွေးရှက်တင်ဖြစ်ကုန်ခဲ့သောကဲ့ရဲ့ချီးမွမ်းပြိုပြန်းခဲ့သောငါအမျိုးမှအမျိုးမြတ်သည်စသည်ဖြင့်ဆိုလေ့ရှိသောပုံနာတို့၏ပြောစကားကိုပညာရှိတို့ကခွင့်ပြုကြကုန်ဘဲကြောင့်ဆိုသောချစ်တဲ့ဘက်ဝါတိထဤမျိုးလေးပါးတို့အနက်အကျဉ်းယဟန်သည်ပူဇော်အထူးခံရ၏ကုန်ပြီးသောအာတော်ရှိ၏ကျင့်စရာပြုစရာရှိသမျှယဟန်ကိစ္စအလုံးပြုပြီးပြီဖြစ်၏ကိလေသာဝန်တို့ခန္ဓာတို့ကြီးကိုလည်းခြာပြီးပြီဖြစ်၏ဘဝတန်ရောစဉ်ဟုသမျှသူ့မှာမရှိတော့ထိုယဟန်သည်ထိုသူတို့အားတရားတစ်ဖြစ်သာအမျက်တရားကိုဟော၏တရားလမ်းကြောင်းကိုဖယ်၍မဟောကြထိုပုံသားတို့ကထိုသို့မဟုတ်ကိုထိုသို့သောအမှန်ကိုဟောပြောသောသဘောမျိုးမရှိကိုထို့ကြောင့်ယင်းတို့၏စကားကိုသူတော်ကောင်းတို့အနေဖြင့်ခွင့်ပြုနိုင်ကြခြင်းဖြစ်လေသည်ဝါတိထလူပြည်၌ယဉ်ကျေးမှုတရားဟောသည်
ဤမျက်မှောက်ဘဝမှာဖြစ်စေတပါးသောဘဝမှာဖြစ်စေမိသည့်ဘဝ၌မဆိုမျက်တည်တာဖြစ်ပေ၏ချစ်တဲ့ဘက်ဝါသစ်တာထိုအကြောင်းတွေကိုအောက်ပါဖြစ်ရက်ကိုထောက်သဖြင့်လဲသိထံရပေ၏ဝါသစ်တာပတ္တိနဒီကောသလမင်းကိုတင်သိသည်မဟုတ်လောထိုမင်းသည်ငါတာကီဝင်မင်းမျိုးမှထွက်၍ယဟန်ပြုသည်ကိုသူကောင်းစွာသိသူဖြစ်ပေသည်ကောသလမင်းသည်အသက်ကြီးပြီအသက်ကြီးသောဝေယဝုတ်နိခုံသူ့မှာရှိ၏တာကီဝင်မင်းသားတို့ကငယ်ကြသည်သို့သောအတံထိန်နခုံသူတို့မှရှိကြသည်ဝါသစ်တာတာကီဝင်တို့သည်အမျိုးကုံအဖြစ်မျက်တည်မှန်တော်လဲဝေယဝုတ်နိခုံကိုလေးစားသူများဖြစ်ကြသည်လျောက်မိမိတို့ထက်အသက်ကြီးရင်သောကောသလမင်းအားယိုသည်လေးစားကြသည်ရှ िख ိုးခြင်းခီးဥကြိုပြုခြင်းလက်အုပ်ချီခြင်းအမှုများလေးလေးစားစားပြုကြကုန်သည်ဝါသစ်တာတာကီဝင်တို့လေးပြုခြင်းခံခဲ့ရသောကောသလမင်းကတဖန်ငါ့ကိုအလေးပြုပြန်သည်ငါ့ကိုသူ့အလေးပြုခြင်းကငါသူ့ထက်အမျိုးတန်သောကြောင့်မဟုတ်ငါကသူ့ထက်လှပသောကြောင့်သူ့ထက်ခွန်အားဖလားကောင်းသောကြောင့်သူ့ထက်ကြီးညိုပွဲကောင်းသောကြောင့်သူ့ထက်ဖုံးတကိုးကြီးသောကြောင့်မဟုတ်ချေစင်စင်အားဖြင့်ဆိုတော့ကလူယဉ်ကျေးမှုတရားကိုပူဇော်သောအားဖြင့်ယဉ်ကျေးမှုကိုအလေးပြုသောအားဖြင့်ဤသို့သောယိုသေးလေးစားမှုများကိုတူပြုခြင်းဖြစ်ပေသည်ကောသလမင်း၏ပြုမှုများကိုထောက်ခြင်းအားဖြင့်မျက်မှောက်ဘဝ၌ဖြစ်၍၎င်းတပါးသောဘဝ၌၎င်းလူယဉ်ကျေးမှုတရားသည်အဓိကမုံမြတ်သောအရာ၌တည်ကြောင်းကိုကောင်းစွာသိနိုင်ပေသည်ဝါသစ်ထနှင့်ဘာရဒွါစကဲ့သို့သောလူတော်လူချွန်လူထက်ကလေးနှစ်ယောက်ယဟန်ကောရမ၏ဘတ်တော်သားဖြစ်သွားရခြင်းမှာပုံနာတို့အဖို့ကြီးစွာသောဆုံးရှုံးမှုတစ်ရပ်ဖြစ်၏ထိုသူကလေးနှစ်ယောက်တို့သည်လူပင်ငယ်စီကမူပညာကျေဝသူများဖြစ်သည့်အလျောက်ပုံနာတို့ကများစွာအားထားလျက်ရှိနေကြစဉ်မမျှော်လင့်ပဲယဟန်ကောရမဘက်သို့ရုတ်တရက်ကူးပြောင်း၍ယဟန်ကောရမထံတပည့်ခံလိုက်ကြသောအခါဆက်ခါနာကြီးကုန်လျက်၎င်းတို့အားဝိုင်း၍စိတ်တိုင်းထွာခြင်းပြုကြသည်မှာမဆန်းလှကြီးထိုချိန်၌ဝါသစ်ထနှင့်ဘာရဒွါစားတို့သည်ဗုဒ္ဓ၏ဘတ်တော်သားအဖြစ်ခံယူလာကြသည်မှာကြာသေးဟန်မတူအောက်ပါအမှားအကြားဩဝါဒစကားများကိုထောက်ခြင်းအပြင်ပူပူနွေးနွေးပင်ရှိမည်ဖြစ်ကြောင်းရိပ်စားမိနိုင်ပေသည်သူတို့အားဘသူကအဘယ်သို့ပင်တွေးဆောင်စေကမူကြံ့ကြံ့ခံနိုင်ရရှိအောင်ဗုဒ္ဓကိုယ်တော်တိုင်ကြက်မှတ်တင်ကြားထား၏ချစ်တဲ့ဘဝတ္ထာသင်တို့သည်အထူးထူးသောဇက်အထူးထူးသောအမည်အထူးထူးသောအနွယ်အထူးထူးသောအမျိုးမှထွက်၍တာမဏေပြုကြကုန်သောသင်တို့မြည်သူတွေနီးသူမေးမြန်းသူများရှိကောင်းရှိလာမည်ယင်းတို့အမေးမြန်းရှိသားခဲ့သောငါတို့တာကီဝင်မျိုးမှထွက်၍တာမဏေပြုကြသည်ဟုဝန်ခံလိုက်ကြကုန်ဝါသစ်ထာအကျင့်ပုဂ္ဂိုလ်အားငါဖျား၏ယုံကြည်ခြင်းတရားသည်ဆွဲဝင်နေ၏ဖြူသောနိဗ္ဗာန်လမ်းပေါ်၌တည်နေ၏အခြေခံ၏လောက၌ယဟန်ကတော်၎င်းပုံနာကတော်၎င်းနတ်ကတော်၎င်းမာနတ်ကတော်၎င်းပြမနာကတော်၎င်းမိသူကပင်ဖြစ်စေရွေရှားပြောင်းလဲသွားအောင်မတတ်နိုင်ထိုပုဂ္ဂိုလ်တို့အားငါဖျားမြတ်စွာ၏သားဖျားမြတ်စွာ၏ရင်၌ဖြစ်၍ကရွင်းတော်မှဖွားမြင်သောသားတရားမှဖြစ်သောသားတရားကဖန်ဆင်းသောသားဖျား၏အမွေခံသားဟု၍ပြောနိုင်ပေသည်ဝါသစ်ထာရဲဝံ့စွာသာလျှင်ပြောပြီးတော့အဘဲကြောင့်ဆိုသောဝါသစ်ထာငါသည်ပိဋကတ်သုံးမဟုဆိုရသောစကားတော်ကိုငါနှလုံးသားဖြင့်ကြံစခဲ့ပြီးငါနှုတ်တော်ဖြင့်ဖော်ထုတ်ညွှန်ကြားခဲ့ပေသည်ငါ၏ကိုယ်ကာယကတရားဖြင့်ပြီးသောတရားရည်ဝနေသောကိုယ်ကာယဖြစ်ပေ၏ထို့ကြောင့်ဓမ္မကာယဟုသောအမည်သည်၎င်းဗြဟ္မကာယဟုသောအမည်သည်၎င်းဓမ္မဗုဒ္ဓဗြဟ္မဗုဒ္ဓဟုသောအမည်သည်၎င်းငါ၏အမည်များစွာဖြစ်သည်ဖြင့်သင်တို့အနေအားဖြင့်ဖျားသားတော်ဟုပြောသည်ဖြစ်စေတရားသားတော်ဟုပြောသည်ဖြစ်စေပြောသင့်ပြောထိုက်ကြည်သာပြီဖြစ်သည်ရဲဝံ့စွာပြောပြီးလောဝါသစ်ထာဝါသစ်ထာနှင့်ဘာရဒွါစကိုရင်နှစ်ပါးအားဤသို့ဟောရင်ပြောရင်းနှင့်အချိန်ကုန်လွန်သွားလေ၏ပုပ္ပယုံကျောင်းတော်၏အရေးသည်အရေးဟူ၍မထင်တော့ဘဲလောကရတစ်ခုလုံးအရေးကြီးတစ်ဖွဲအုပ်မိုင်းမိုင်းဖြစ်လာ၏ဤဒီကပင်လင်နေဝင်သွားလေပြီဟုသောအမှတ်ကိုပြလေသည်တို့တိုင်အောင်တရားတော်ကပြည့်ပြတ်ခြင်းမရှိသေးဤကိုရင်နှစ်ပါးသည်အရေးကြီးသောလူတို့လူကြုံကလေးများဖြစ်သောကြောင့်ဓမ္မအချက်လက်တိုင်း၌သူတစ်ပါးကိုမချောက်ချားနိုင်အောင်ခြေကုပ်ရရဖြစ်စေဖို့လိုသည့်လျော်ကဘာကြီးပြတ်ပုံတီပုံများနှင့်ပတ်သက်သော
အောက်ပါတရားကိုဆက်၍ဟောကြားတော်မူပြန်လေသည်ချစ်တဲ့ဘဲဝါသစ်တာကာလရှိကြသောအခါတွင်ဤကဘာကြီးသည်တခါတခါပြက်ကိန်းနှင့်ကြုံလာသည်ဤသို့သောအခါမျိုးလဲရှိပေသည်ဝါသစ်တာရင်းတို့ပြက်ကိန်းကြုံလာခဲ့သောတရဝါတို့သည်များသောအားဖြင့်အဘက်ဒရာမီသောဗြမဘုံ၌တွား၍ဖြစ်ကြရကုန်လေ၏ထိုဗြမဘုံ၌ဖြစ်သည်မြတရဝါတို့ကထူးဆန်းကုန်ပြီစွာစိတ်အလိုရှိတိုင်းပြီးကုန်၏နှစ်သိမ့်ခြင်းလျင်အစာရှိကုန်၏ကိုမှအယောင်ထွက်ကုန်၏ငှက်တို့တဖွဲကောင်းကင်၌ပြန်တန်းကျစားကုန်၏ကောင်းသောတရားပုံရှိသည်ဖြစ်၍ကာလကြာမြင့်စွာတည်ကြကုန်သည်ချစ်စပယ်ဝါသစ်ထာကာလကြာမြင့်သောဤကဘာကြီးအတစ်တဖန်ပြန်လည်၍တဲလာဖို့ကိန်းကြုံလာပြန်၏ထိုခါမျိုးလည်းရှိပေသည်ဝါသစ်ထာကဘာသစ်တရန်ကြုံလာသောအခါတရဝါတို့သည်များသောအားဖြင့်အဘက်ဒရာဗြမဘုံမှစုတည်ခဲ့၍ဤလူဘုံတို့ရောက်လာကြကုန်လေသည်ထိုအခါလူသားတို့သည်ဗြမာတို့၏တကိုးအချိန်ဝါမကုန်သေးပဲဗြမာတို့၏အငွေ့သက်အားလျော်စွာစိတ်ဆန္ဒအတိုင်းလိုရာပြီးကုန်၏နှစ်သိမ့်ချင်းလင်အစာရှိကုန်၏ကိုမှအယောင်တလက်လက်ထွက်ကုန်၏ကြာမြင့်စွာသောကာလပတ်လုံးဤအတိုင်းဖြစ်တည်လျက်ရှိနေကုန်၏ဗုဒ္ဓသည်ဝါသစ်ထာအားဤစကားရများဖြင့်ဤကဘာမြေကြီးစတင်ဖြစ်ပေါ်လာပုံနှင့်ကဘာဦးလူသားတို့၏ဘဝကိုပြတော်မူ၏ထိုမှတဆင့်ဤကဘာသည်မိတို့ဖြစ်လာပုံများကိုပါဆက်၍ပြောကြားတော်မူပြန်လေ၏ချစ်တဲ့ဘဲဝါသစ်ထာထိုစဉ်ခါတွင်စัจ java လာကြီးတစ်ခုလုံးသည်အမိုက်အမှောင်တုံးကြီးဖြစ်နေ၏နေဟူ၍လည်းမထင်သေးလနှင့်နက္ခတ်တာယာတို့သည်လည်းမထင်လာကုန်သည်နေညလနှစ်တို့လည်းမထင်လာကုန်သည်မိမယောက်ျားဟူ၍ခွဲခွဲခြားခြားမဖြစ်လာကုန်သေးပဲတရဝါဟူ၍သာခေါ်ဆိုရရသောအခါဖြစ်လေသည်ချစ်တဲ့ဘဲဝါသစ်ထာကဘာသည်တမျိုးတစ်ဖုံထူးခြားလာလေသည်ကာလကြာမြင့်လာသောအခါယတပထဝီဟူ၍ဖြစ်ပေါ်လာ၏ဥမာအားဖြင့်ကြိုထားသောနှုတ်ရည်များအေးသွားလေသောအခါအပေါ်ရန်၌အစီပင်မလိုင်တက်နေသည်နှင့်တူပေ၏၎င်းကိုယတပထဝီဟုခေါ်၏ထိုယတပထဝီကအစင်းအားဖြင့်လည်းလှ၏အနံ့အားဖြင့်လည်းသင်း၏အရသာအားဖြင့်လည်းလွန်စွာအရသာရှိလာ၏ထောဘက်စီဥနှင့်အလားတူ၏ချစ်တဲ့ဘဲဝါသစ်ထာထို့သောယတပထဝီဟူ၍ပေါ်လာသောအခါရှက်ပေါ်သောတရဝါတို့သည်ဒီဟာသည်အဒုနီလှလဲလှရနံလဲတင်မာဝိသားနှင့်သူ့ရတာမှာဘလို့များနေလေပြီဟူ၍ယတပထဝီကိုလက်ဖြင့်ခေါ်၍ရက်ကြည့်လေသောထိုသူအားယတပထဝီ၌ပြင်းစွာတက်မှတ်ခြင်းတနာဖြစ်လာလေသည်ချစ်တဲ့ဘဲဝါသစ်ထာအတုမြင်လင်အတက်တင်ကုန်လေပြီကိုထိုသူရက်ဒီကိုမြင်ကုန်သည်ရှိသောအခြားသောတရဝါတို့သည်လည်းထိုသူကိုအတုယူကာယတပထဝီကိုလက်ဖြင့်ခေါ်၍ရက်ကြလေသောအခါထိုသူအလားပင်ရက်သူတို့အားယတပထဝီ၌ပြင်းစွာတက်မှတ်ခြင်းတနာသည်ဖြစ်လာလေသည်ချစ်တဲ့ဘဲဝါသစ်ထာထိုအခါထိုတရဝါတို့သည်ယတပထဝီ၏ဆွဲဆောင်သောဆွဲဆောင်မှုကြောင့်ရှာဖြင့်ရက်ယုံများဖြင့်အားမရနိုင်ကြလေပဲထမင်းလိုများပမာအလုတ်ပြု၍စားရန်အားထုတ်ကြလေကုန်ပြီကောချစ်တဲ့ဘဲဝါသစ်ထာယတပထဝီကိုတရဝါတို့အလုတ်ပြု၍စားတောက်ခြင်းပြုကြသည့်အခါထိုသူတို့အားဘာဖြစ်လာသည်ထင်သနည်းသူတို့၏ကိုယ်ကာယမှတပြောင်ပြောင်ထွက်နေသောအယောင်တို့သည်ကွယ်ကုန်လေ၏ကိုရောင်ကိုဝါတို့ကွယ်လွန်လေလက်တော်လနေတို့ထင်ရှားစွာဖြစ်ပေါ်လာကုန်သည်လနေဖြစ်ပေါ်လာကုန်သောနက္ခတ်တာယာတို့ထွက်ပေါ်လာကုန်၏နက္ခတ်တာယာတို့ထွက်ပေါ်လာကုန်သောနေညလနှစ်တို့ဖြစ်ပေါ်လာကုန်သည်ဝါသစ်ထာဤပုံဤနည်းအဖြစ်ကဘာသည်အတစ်တဖန်ဖြစ်တည်လာခဲ့လေသည်ချစ်တဲ့ဘဲဝါသစ်ထာနှစ်ရှည်လာများစွာကြာမြင့်စွာကာလပတ်လုံးထိုယတပထဝီကိုစားသုံးကြလေသောထိုကဘာဦးသူလူသားတို့၏ကိုယ်ကာယသည်ကျမ်းလာ၏ရုပ်ဆင်းမှလည်းလှသူကလှအယုတ်ဆိုးသူကဆိုးနှင့်အသွင်အမျိုးမျိုးဖြစ်လာကုန်သည်ထိုအခါရုပ်ဆင်းလှသူများကအယုတ်ဆိုးသူများအားအထင်မြင်သေးခြင်းဖြစ်လာကုန်သည်အယုတ်ဆိုးအကြီးတန်းသူများအားရုပ်ချောသူများကခေါ်ပြောနှုတ်ဆက်ခြင်းမပြုလုပ်မှုများဖြစ်လာကုန်သည်ထိုသူတို့၏အစင်းမှန်တက်မှုကြောင့်သူတို့မိဝဲစားသုံးရသောယတပထဝီသည်ကွယ်သွားလေတော့၏ယတပထဝီကွယ်လက်သော
ထို့သူတို့သည်ခေါင်းချင်းဆိုင်ကနှင့်ငါတို့အားအရသာကွဲလေပကောငါတို့အားအရသာကွဲလေပကောဟု၍ဤသို့ညှိတွားကြလေကုန်သည်ထို့နောက်ဗုဒ္ဓသည်ဝါတိတ္ထအားယတ္တပထဝီကွဲလေသောမြေစီလွှာပေါ်လာပုံယင်းမြေစီကွဲခဲ့သောပထာလတာနွယ်ပေါ်လာပုံယင်းနွယ်ကွဲခဲ့သောတလေးစပါးပေါ်လာပုံယင်းတလေးစပါးကိုစားကြရမှမိမယောက်ျားဟူ၍ဖြစ်လာပုံများကိုဟောကြားတော်မူပြီးနောက်ယောက်ျားမိမတန်ဝါဒပြုကြသည့်အဖြစ်သို့ရောက်လာပုံများကိုပါဆက်၍ဟောကြားတော်မူလေ၏ချစ်တဲ့ဘဝတိတ္ထယောက်ျားနမိတ်မိမနမိတ်များအထင်ရှားဖြစ်ပေါ်လာသောအခါယောက်ျားကလည်းမိမ၏နမိတ်အင်္ဂါဇက်ကိုတေချာစွာစိတ်စိတ်ငုံငုကြည့်ရှုခြင်းပြုလေ၏ထို့တူမိမကလည်းယောက်ျားကိုစိတ်စိတ်ငုံငုကြည့်ရှုခြင်းပြုလေ၏ထိုအခါယာကစိတ်များတဖွာဖွာဖြစ်လေ၏တကိုယ်လုံးကိလေသာယာကအပူလောင်ကအပူကောင်ကြီးဖြစ်လာလေ၏ထိုအခါချုပ်တီးအောင်ရင်ချင်းဟာမတက်နိုင်တော့သည့်အဆုံး၌မေထုံမိဝဲရလေကုန်သည်ချစ်တဲ့ဘဝတိတ္ထထိုအခါမေထုံကိစ္စသည်အရက်ထက်ဝန်းကျင်၌တင်းကြပ်ပြီးဟိုနေရာတွေ့ဒီနေရာတွေ့နှင့်ရှိလာလေရာယင်းသည်မေထုံမှုများကိုတွေ့ရလက်သောအမြင်မတော်သူတို့ကထို့သို့ပြုကျင်သူအားခဲဖြင့်ပေါက်ခြင်းပြာဖြင့်ပတ်ခြင်းနွားချင်းကြောင့်ဖြင့်ပေါက်ခြင်းများပြုကုန်လေ၏တရားတော်ဦးသည်အခြားတရားတော်ဦးအားဤသို့မဖွယ်ရသောအမှုမျိုးကိုဘောင်းမဲကြောင့်ပြုတုံပြီးသည်နည်းဟု၍လည်းရေရွတ်ကြလေကုန်၏ချစ်တဲ့ဘဝတိတ္ထထိုခေတ်ထိုခါ၌ခဲစသည်ဖြင့်ပြပေါက်ခြင်းကိုအရမတမတာမတရားဟုသမုတ်ထားကြ၏ထို့ကြောင့်ဝါတိတ္ထအကျဉ်သူတို့သည်မေထုံမှုကိုပြုကြကုန်သည်ဖြစ်တယ်ထို့သူတို့သည်ခဲပေါက်ခံကြရမည်ဆိုသောကြောင့်တလတန်သည်နှစ်လတန်သည်မိမိနေရာရွာနီကုန်းသို့မဝင်ဝန်းကြတော့ကိုဝါတိတ္ထထို့သူတို့သည်အလွန်ကြာမြင့်နေမှထိုမေထုံမှုကိုမှီဝဲဝင်ရကြလေရာထို့သို့အခွင့်ရသည့်ခိုက်တွင်မေထုံမှီဝဲမှုကိုလူသူလေးပါးတို့မမြင်အောင်ဖုံးလွှမ်းရန်အတွက်လုံခြုံသောအိုးအိမ်များကိုတိဆောက်ခြင်းပြုကြကုန်တော့သည်ချစ်တဲ့ဘဝတိတ္ထထိုအခါတူးသောလူပြင်းတယောက်အားဤသို့အကြံဖြစ်လေတဲ့။အိုးဘောင်းမိတ်ကြောင့်ငါကနှင်းဆဲတော့မည်နဲ့ညနေစာအတွက်ညနေတစ်ချိန်နနက်စာအတွက်နနက်တစ်ချိန်တလေးစပါးကိုတွားယူနေရသည်မှာဆင်းရဲလှ၏နေဖို့ညသာတခါတည်းနဲ့အပြီးတလေးစပါးကိုတွားယူထားရလင်ကောင်းလေစားဟု၍ဤသို့အကြံဖြစ်လာလေတဲ့။ချစ်တဲ့ဘဝတိတ္ထဤသို့အကြံဖြစ်ပေါ်လာသည့်လျောက်ထိုတရဝါကောင်းသည်တလေးစပါးကိုနေဖို့ညစာအတွက်တစ်ခေါက်တည်းနဲ့အပြီးယူဆောင်ထားလေတော့သည်ဝါတိတ္ထထိုအခါနေဖို့ညစာတုံမိထားသောထိုသူ၏ထံသို့အခြားတဦးကတွားရောက်ပြီးဤသို့ပြောလေသည်အိုးမိတ်ဆွေလာတလေးစပါးတွားတယ်ကြည့်ကြရအောင်ဟူ၍ခေါ်လင်တော်ပြီမိတ်ဆွေကျုပ်တည်ထားပြီနေဖို့ညစာအတွက်တခါတည်းနဲ့အပြီးကျုပ်ယူလာခဲ့ပြီဟုအမှန်တိုင်းဖွင့်ပြောလိုက်လေသည်ချစ်တဲ့ဘဝတိတ္ထထိုစကားကိုကြားလေသောအခါထိုကြားရသူသည်လည်းထိုသူ၏အတုကိုခိုးကာနေဖို့ညစာအတွက်တစ်ခေါက်တည်းနှင့်အပြီးတလေးစပါးများကိုတည်ယူ၍ထားပြန်နေသည်ချစ်တဲ့ဘဝတိတ္ထဤသို့အဖြစ်တယောက်ကအစတရားဆိုတဲ့ကဲ့သို့ထိုခေတ်ထိုအခါတရားတို့အားလောဘတက္ကာယဖပြီးလင်တလေးစပါးများကိုတည်၍အိမ်၌နေဖို့ညစာလှောင်ထားကြလေကုန်မည်ကိုတုံမိထားခြင်းစုဆောင်းထားခြင်းပြုကြလေကုန်မည်ကိုထိုအခါတလေးဆန်တို့သည်အဖြစ်အညံ့အယောယောအဖွဲအယောယောဖြစ်လာကုန်လေသည်ဆန်တို့ကလည်းရှေးကကဲ့သို့ကြီးထွားခြင်းမရှိတော့ကုန်တလေးကောက်ပင်တို့သည်လည်းတစုတခဲတည်းမဟုတ်တော့ဘဲဟိုနားစုစုဒီနားစုစုဖြစ်ကုန်လေ၏ချစ်တဲ့ဘဝတိတ္ထထို့သို့တလေးစပါးများဖြင်းကုန်သောအခါထိုကဘာဦးလူသားတို့စီးဝေးကြပြီးဤသို့ဆုံးဖြတ်ကြကုန်လေ၏အိုအချင်းတို့ရုံမာသောအကျင့်ဆိုးတို့သည်တရားတို့၏တဏ္ဍာ၌ထင်ရှားဖြစ်ပေါ်လာကုန်ပြီတကားငါတို့သည်ရှေးအခါကစိတ်ဆန္ဒရှိတိုင်းလိုရာပြီးကုန်၏ပီတိလင်အစာရှိကုန်၏ကိုရောင်ကိုဝါတလင်းလင်းနှင့်ရှိကုန်၏ငှက်များတစ်ဖွဲကောင်းကင်၌ကျက်စားကြကုန်၏ဤသို့သောအခြေအနေမျိုး၌ငါတို့နှစ်ပေါင်းကြာညောင်းစွာနေလာခဲ့ကြကုန်သည်အိုအချင်းတို့တလေးစပါးကိုငါတို့ဝေချမ်းကြကုန်စို့ကိုဟာနှင့်ကိုဘောင်ခတ်ကြပါစို့ဟု၍ဝ
ဝေချမ်းချင်းဘောင်ခတ်ချင်းကျူးကြကုန်မည်ချစ်တဲ့ဝါတစ်ထာထို့သောဝေဘုံကြစနစ်ဖြင့်သဘောတူဝေချမ်းပြီးသည့်နောက်ကာလတွင်အညာတရတရဝါတယောက်သည်ကိုဖို့ကိုဝေစုကိုတင်ဆက်ထားပြီးအခြားသူ၏ဝေစုကိုခိုး၍စားလေ၏ထိုတကိုးကိုဖမ်းမိလျင်ဤသို့ဆုံးမကုန်၏ဟဲသူရုပ်ဒုစင်မြရုပ်မှမှုကိုတင်ပြုတ်ရပြီးစွာကို့အတွက်ကိုဝေစုကိုတော့တင်ဆက်ထားပြီးအခြားသူ၏ဝေစုကိုခိုး၍စားရပြီး၏ဟဲရုပ်တမကောင်နောင်ကိုဤချင်းဤဟုမျိုးကိုမပြုတ်လေနှင့်ဟု၍ဝိုင်းဝန်းဆုံးမကြသည့်အခါထိုသူလည်းရှောင်ကျင်ပါအံ့ဟု၍ပရိညင်ပြုတ်လေသည်ဝါတစ်ထာသို့ဝန်ခံဂရိပြုစေကမူလဲထိုသူသည်၃ချိန်တိုင်းထိုပြစ်မှုကိုအတင့်ရဲစွာကျူးလွန်လေသည်ထိုအခါထိုသူအားတိမခံနိုင်အောင်ဖြစ်လာကြပြီးအချို့တို့ကလက်ဖြင့်ရိုင်မောင်းပုံမောင်းလုပ်ကြကုန်လေအချို့ကခဲဖြင့်ပေါက်ကြကုန်လေအချို့ကဒုတ်ဖြင့်ရိုက်ကြကုန်လေချစ်တဲ့ဝါသစ်ထာကဘာဦးကာလ၌ထိုတို့သည်မဖွယ်ရသောအဖြစ်အပျက်ကိုအကြောင်းပြု၍ခိုးမှုဟု၍ထင်လာခဲ့၏ကဲ့ရဲ့စရာထင်လာခဲ့၏မူတာဝါဒထင်လာခဲ့၏ဒဏ်ခတ်ခြင်းအသွင်ထင်လာခဲ့၏ချစ်တဲ့ဝါသစ်ထာဤသို့မဖွယ်ရသောခိုးမှုပြဿနာပေါ်ပေါက်လာသောအခါကဘာဦးလူသားတို့စီဝေးကြပြန်ကုန်၏စီဝေးပြီးလျှင်ဤသို့ဆုံးဖြတ်ကြကုန်ပြီအိုးအချင်းတို့တရဝါတို့တဏ္ဍ၌ရုပ်မာသောအကျဉ်စိုးဝတိစိုးညင်စိုးကြီးများကြီးထွားမြဲကြီးထွားလျက်ရှိနေပေသည်ဤရုပ်မာမှုအကြောင်းကိုပြု၍ခိုးမှုလဲထင်မြဲထင်လက်တံကဲ့ရဲ့ဝဲလဲထင်မြဲထင်လက်တံမူသားစကားလဲထင်မြဲထင်လက်တံဓာတ်ခံခြင်းအတွင်လဲထင်မြဲထင်လက်တံတို့ကြောင့်အကျင့်ပုဂ္ဂိုလ်သည်ငါတို့အားရှုံချတန်သူကိုရှုံချကဲ့ရဲ့ထိုက်သူကိုကဲ့ရဲ့ပြင်းနေတန်ခတ်သူကိုပြင်းနေတန်ခတ်ရ၏ငါတို့သည်ထိုပုဂ္ဂိုလ်အားတလေးစပါးလဲထွက်ပစ္စည်း၏စေဖို့တစ်ဖို့ကိုပေးကုန်အံ့ထိုကဲ့သို့တမာတမတ်ရှိသူပုဂ္ဂိုလ်တဦးကိုအကြီးအကဲဖြင့်သမုတ်တင်မြောက်ကြရသောကောင်းလေဆောင်ဟူ၍တိုင်ပင်ကြလေကုန်၏ချစ်တဲ့ဝါသစ်ထာထို့သောအကြီးအကဲတင်မြောက်ရန်ဆုံးဖြတ်ကြပြီးသောအခါထိုကဘာဦးလူသားတို့သည်မိမိတို့ထဲတွင်အကျဉ်သူသည်ဥရိယုတ်လည်းခံကြ၏ကြီးညိုပွဲလည်းကောင်း၏ဩဇာတိတ်ကမလည်းရှိ၏ထိုသူ၏ထံသို့ချင်းကပ်၍ဤသို့တောင်းပန်ကြကုန်၏အိုးအရှင်ကြွတော်မူပါကျွန်ုပ်တို့အထက်မှာရှုံချထိုက်သူရှိပါကပိုင်နိုင်စွာရှုံချတော်မူပါကဲ့ရဲ့ထိုက်သူရှိကလည်းကြကြနဲ့နကဲ့ရဲ့တော်မူပါနှင်ထိုက်သူတွေကလည်းမထောက်မညာနှင်တော်မူပါအရှင်အားလဲထွက်စပါးတလေးဆံများကိုဆယ်ဖို့တစ်ဖို့ဆယ်ခိုင်တစ်ခိုင်ကျွန်ုပ်တို့ပူဇော်ပါကုန်အံ့ဟု၍တောင်းပန်ကြကုန်ပြီဝါသစ်ထာထိုရှင်ကလည်းအမောင်တို့ကောင်းပြီဟုဝန်ခံပြီးရင်အုပ်ချုပ်ခြင်းပြုလေသည်ကဘာဦးလူတို့ကလည်းသူတို့ဝန်ခံကြသည့်ဂရီအတိုင်းထိုသူအားလဲရွက်ပစ္စည်းမှဆယ်ခိုင်တစ်ခိုင်ကိုထိုရှင်အားပူဇော်ခြင်းပြုကြကုန်ပြီချစ်တဲ့ဝါသစ်ထာလူအများစုကသမုတ်တင်မြောက်သည်ကိုအကြောင်းပြု၍မဟာသမကမဟာသမရဟူ၍သာလျှင်ရှေးဥစွာအခရာဖြစ်လာသည်ဝါသစ်ထာလဲတို့ကိုအစိုးရသူဆိုသည့်အကြောင်းကိုပြု၍ခတ္တိယဟူ၍ဒုတိယကြိမ်အခရာဖြစ်လာသည်ဝါသစ်ထာတရားသဖြင့်လူတို့ကိုနှစ်သက်စေသူဆိုသည်ကိုအကြောင်းပြု၍ရာဇာဟူ၍သာလျှင်တတိယအကြိမ်အခရာဖြစ်လာ၏ချစ်တဲ့ဝါသစ်ထာဤသို့အားဖြင့်ထိုကဘာဦးလူသားတို့အားသာလျှင်ဤသို့သဘောရှိသောခတ္တိယမင်းမျိုးအပေါင်းအားရှေး၌အမျက်ဟူ၍တည်ရသောအခရာဖြင့်ထင်ရှားဖြစ်ပေါ်လာခြင်းဖြစ်လေပြီတပားသူတို့အားမဖြစ်လေထိုသူတို့နှင့်အလားတူသူတို့အားသာလျှင်ထင်ရှားဖြစ်လေပြီမတူသူတို့အားမဖြစ်လေတရားသဖြင့်သာလျှင်ထင်ရှားဖြစ်လေပြီမတရားသဖြင့်မဖြစ်ဝါသစ်ထာယဉ်ကျေးမှုတရားဟူသည်ကားဤလူလောက၌မျက်မှောက်ဘဝအဖြစ်မှာဖြစ်စေအခြားသောဘဝမှာဖြစ်စေမျက်တည်တာလည်းမဟုတ်ပါလောချစ်တဲ့ဝါသစ်ထာမဟာသမရမင်းဖြစ်တင်မြောက်ပြီးသောထိုအခါ၌ထိုကဘာဦးလူသားတို့အနက်အချို့သောပုဂ္ဂိုလ်တို့အားဤသို့သောအတွေးခေါ်မျိုးဖြစ်ပေါ်လာလေသည်အိုးအချင်းတို့ရုပ်လာသောအကျဉ်စိုးဝတိစိုးဇေယိုက်စိုးညင်စိုးတို့သည်တရဝါတို့တဏ္ဍဝဲကြီးထွားလျက်ပင်ထင်ကုန်သည်တကားဤဒီကိုအကြောင်းပြု၍ခိုးမှုလဲထင်ဦးလက်တန့်
ကဲ့ရဲ့ဘွယ်လဲထင်ဦးလက်တံမူတာဝါဒလဲထင်ဦးလက်တံဒဏ်ခတ်ခြင်းအနေနဲ့ပေးခြင်းလဲထင်ဦးလက်တံငါတို့သည်အကုသိုလ်အမှုထိုဒုစရိုက်တွေကိုမျောပစ်လိုက်ကြတော့ကောင်းလေစွာဤသို့သောအတွေးခေါ်မျိုးဖြစ်ပေါ်လာကြပြီးလျှင်အကုသိုလ်အတိုက်ဒုစရိုက်တွေကိုမျောလိုက်ကြလေကုန်ပြီစစ်တပည့်ဝါဒတာယင်းသည့်အကုသိုလ်အမိုက်ဒုစရိုက်မှုတွေကိုမျောလိုက်သည်ကိုအကြောင်းပြုကာဗြဟ္မဏဝေးသာလင်ရှေးဥစွာအခရာဖြစ်လာသည်ထိုကဘာဦးလူသားတို့သည်တောရက်၌သိရွယ်မိုးသောကြောင်းများတိဆောက်ကြတဲ့ထိုကြောင်းတို့၌ဇံဝင်စားကြကုန်၏ချက်၍စားရသောအစာမရှိသောကြောင့်မိကြီးလက်စိတ်မိကိုလည်းတိတ်ကုန်၏ထူထောင်း၍ချက်ဖွယ်မရှိသောကြောင့်ကြပွေလည်းစောင့်စရာမလိုတော့ကိုနေဖို့ညသာအတွက်အစာရှံရန်အလို့ငါရွာနီကုန်းမင်းနေပြီးတော့တို့တက်ဝင်ကြကုန်၏ထိုကဘာဦးသူလူသားတို့သည်အစားအစာရကြကုန်လက်တော့တောတို့တဖန်ပြန်လာကြကုန်ပြီးတည့်ရွယ်မိုးသောကြောင်းတို့၌ဇံဝင်စားကြကုန်၏ထိုသူတို့၏အမှုချင်းကိုလူတို့မြင်ကြလေတော့ဤသို့ဆိုကြကုန်၏အိုးအချင်းတို့ဤသူတို့ကတောရက်၌တည့်ရွယ်မိုးတို့ကိုစောက်လျက်ထိုကြောင်းတို့၌နေ၍ဇံဝင်စားကြကုန်၏ချက်၍စားတော့ဖွယ်မရှိသောကြောင့်မိကြီးလည်းစိတ်မိကိုလည်းတိတ်ကုန်၏ထူထောင်း၍ချက်ဖွယ်မရှိသောကြောင့်ကြပွေလည်းဆောင်ရမလို့တော့ကိုနေဖို့ညသာအတွက်အစာရှာရန်လို့ငါရွာနီကုန်းမင်းနေပြီးတော့တို့တက်ဝင်ကြကုန်၏သူတို့သည်အစာအစာရှာ၍ပြည့်စုံလက်တော့တောသို့တဖန်ပြန်လာပြီးတည့်ရွယ်မိုးကြောင်းတို့၌ဇံဝင်စားကြကုန်၏ထိုသည်ကိုအကြောင်းပြုကာဇာယကဟူ၍သာဒုတိယအကြိမ်အခရာဖြစ်လာ၏ခြေတပည့်ဝါဒတာထိုကဘာဦးသူလူသားတို့အနက်တွင်အချို့သောသူတို့သည်တောရက်တည့်ရွယ်မိုးကြောင်းများ၌ထိုဇံဝင်စားခြင်းကမစွမ်းနိုင်ကြကုန်သည်ဖြစ်၍ရွာ၏အနီးနီကို၏နီးသို့တက်ဝင်ကြပြီးလျှင်သုံးပုံသောဘေရင်ကျန်းတို့ကိုမောမှန်လျက်၎င်းပို့ချလျက်၎င်းနေကြကုန်၏ထိုသူတို့ကိုလူတို့မြင်လိုက်သောဤသို့ဆိုကုန်၏အိုးအချင်းတို့ဤသူတို့ကတောရက်တည့်ရွယ်မိုးကြောင်းများ၌ဇံဝင်စားခြင်းကမစွမ်းနိုင်ကြကြသောရွာနီကုန်းနီးသို့ချင်းကပ်ကြပြီးဘေရင်ကျန်းများကိုမောမှန်ခြင်းပို့ချခြင်းပြု၍နေကြကုန်၏ယခုအခါတွင်ဤသူတို့ကဇံဝင်စားကြတော့ကိုဟူ၍ဤသို့ဆိုပြောသောစကားကိုအကြောင်းပြု၍ဣဇာယကဟူ၍ခေါ်အပ်သောဝေါဟာရအခရာသည်ဖြစ်လာ၏ခြေတပည့်ဝါသထာယခုအခါမြက်သည်အမျက်ဟူ၍သမုတ်ထားသောမန္တန်ဆောင်ခြင်းမန္တန်ပုချခြင်းကိုထိုခေတ်ထိုကာကမူရုပ်သည်အယုတ်ဟုသတ်မှတ်ထားကြသည်ဝါသထာဤမြမအပေါင်း၏ရှေ့၌ဖြစ်သောအမျက်ဟူ၍တိယတိအခရာဖြစ်ပေါ်ခြင်းသည်ထိုသူတို့အားသာဖြစ်၏တပါးသူတို့အားမဖြစ်လေဖြစ်သောတရားသဖြင့်သာဖြစ်၏တရားမဲ့မဖြစ်လေခြေတပည့်ဝါသထာယဉ်ကျေးမှုတရားဆိုသည်မှာမျက်မှောက်ဖြစ်သောဘဝအဖြစ်၌၎င်းတပါးသောဘဝအဖြစ်၌၎င်းဤလူပြည်လောက၌မုံမြတ်တည်သာပြီနိခြေတပည့်ဝါသထာထိုကဘာဦးလူသားတို့အနက်တွင်အချို့သောသူတို့သည်မိထုံအကျင့်ကိုစောက်တည်ကြကုန်လျက်မေရုံမီဝဲခြင်းအမှုကိုမစွန့်ကြကုန်လေပဲနွားကြောင်းခြင်းကုံရောင်းခြင်းလဲထုံခြင်းစသောလူမှုလုပ်ငန်းကိစ္စဝါတို့ကိုပြုကြကုန်၏ဝါသထာဤဒီကိုအကြောင်းပြု၍ပင်ဝတ္တဟူ၍ခေါ်အပ်သောဝေါဟာရအခရာဖြစ်လာသည်ခြေတပည့်ဝါသထာဤသို့လျှင်ဤကုံတဲ့အပေါင်း၏ရှေး၌ဖြစ်သောအမျက်ဟူ၍တိယတိဝေါဟာရအခရာဖြစ်ပေါ်လာခြင်းသည်ထိုကုံတို့အားသာဖြစ်၏တခြားသူတို့အားမဖြစ်ယင်းတို့နှင့်တဘာဝချင်းတူသူတို့အားသာဖြစ်၏တဘာဝချင်းမတူသူတို့အားမဖြစ်သောတရားနှင့်ရှင်၍သာဖြစ်သည်တရားမဲ့မဖြစ်လေခြေတပည့်ဝါသထာယဉ်ကျေးမှုတရားဆိုသည်မှာမျက်မှောက်၌ဖြစ်သောဘဝအဖြစ်၌ဖြစ်စေတပါးသောဘဝအဖြစ်၌ဖြစ်စေရည်သည့်ဘဝ၌မဆိုဤလောက၌မုံမြတ်တည်ပြီနေခြေတပည့်ဝါသထာထိုကဘာဦးလူသားတို့ထဲတွင်အကျဉ်သူတို့သည်ထိုမင်းပုံနာကုံတယ်စင်းတွင်မပါဘဲကျွင်းကြံရစ်ကုန်၏ထိုသူတို့သည်ကြမ်းကြုတ်သောအကျင့်ယုံညံသောအကျင့်ရှိသူတို့ဖြစ်ကုန်၏ဝါသထာဤဒီကိုအကြောင်းပြု၍ထိုသူတို့အားတုတ်တာဟူ၍ခေါ်အပ်သောဝေါဟာရအခရာဖြစ်လာ၏ခြေတပည့်ဝါသထာဤသို့လျှင်ဤစင်းရဲသောအတိုင်းဝန်း၌ရှေး၌ဖြစ်သောအမျက်ဟူ၍သိရသောဝေါဟာရအခရာဖြစ်ပေါ်ခြင်းသည်ထိုသူစင်းရဲတို့အားသာဖြစ်၏တခြားသူတို့အားမဖြစ်ယင်းတို့နှင့်တဘာဝချင်းတူသူတို့အားဖြစ်၏
တူသူတို့အားမဖြစ်တော့တရားနှင့်ရှင်၍သာဖြစ်၏တရားမဲ့မဖြစ်လေချစ်တဲ့ဘက်ဝါသစ်ထာယဉ်ကျေးမှုသဘောဆိုသည်မှာမျက်မှောက်ဖြစ်သောဘဝအဖြစ်၌၎င်းသို့မဟုတ်တပါးသောဘဝအဖြစ်၌၎င်းဤလောက၌မုံမြတ်တည်တွင်သည်ချစ်တဲ့ဘက်ဝါသစ်ထာမင်းပုံနာကုံတယ်စင်ရသာလေးပါးသောအမျိုးအနက်မှဘင်လုံနေသူသည်မိမိအမူကျင့်ကိုရှက်နိုးသဖြင့်ထီးနှန်းကိုဆွ၍ငါယဟန်ပြုအံ့ဟု၍ယဟန်ပြုသွားလေ၏ဤသို့သောအခါမျိုးလဲရှိပေသည်ဝါသစ်ထာထို့သူချစ်တဲ့ဘက်ဝါသစ်ထပုံနာစီ၎င်းကုံတယ်စီ၎င်းစင်ရသာစီ၎င်းကိုအကြောင်းကိုသိကိုလိပ်ပြကိုလံပြီးကိုရှုံချလျက်ဝတ်ကြောင်ကိုဆွ၍ငါယဟန်ပြုအံ့ဟု၍ယဟန်ပြုသွားလေ၏ဤသို့သောအခါမျိုးလည်းမရှိမဟုတ်ရန်ခါရှိတတ်ပေသည်ချစ်တဲ့ဘက်ဝါသစ်ထာဤသို့တွင်လေးမျိုးသောအတိုင်းဝိုင်းတို့တွင်ယဟန်အတိုင်းဝိုင်းတစ်ခုထင်ရှားဖြစ်ပေါ်လာခြင်းသည်အမျိုးလေးပါးတို့၌အကျိုးဝင်ကုန်သောထိုတရားတို့အားသာဖြစ်၏တခြားသူတို့အားမဖြစ်ယင်းတို့နှင့်တဘာဝချင်းတူသူတို့သာအဖြစ်၏မတူသူတို့အားမဖြစ်သောတရားနှင့်ရှင်၍ဖြစ်၏တရားမဲ့စွာမဖြစ်လေဗုဒ္ဓမြတ်စွာဘုရားသည်ကိုရင်ဝါသစ်ထအားအမျိုးလေးပါးတယောက်ကိုခွဲခြားမြစ်ကြားတော်မူပြီးနောက်မြည်သူမဆိုကိုနှုတ်နှလုံးဤသုံးပါးလုံးကိုစောင့်စည်းဖို့လိုအပ်ပုံဤသို့စောင့်စည်းခြင်းမရှိခြင်းကမြည်သို့ဖြစ်ပုံများကိုဆက်၍မြတ်ကြားတော်မူပြန်၏ချစ်တဲ့ဘက်ဝါသစ်ထာမင်းလို့သူသည်လေကိုဖြင့်မကောင်းသောအချင်းချင်း၏နှုတ်ဖြင့်မကောင်းသောအချင်းချင်း၏စိတ်ဖြင့်မကောင်းသောအချင်းချင်း၏ဤသို့ကိုနှုတ်နှလုံးသုံးပါးလုံးဒုစရိုက်မှုများကိုပြုကျင်တိုင်းပြုပြီးလင်မိစ္ဆာဒိဋ္ဌိယူကိုယူ၍မိစ္ဆာဒိဋ္ဌိကဲ့သို့စောက်တည်၏ဤသို့သောဒုစရိုက်အမှုအဆူဆူတို့သည်ထိုမင်းသည်ခန္ဓာဆဲသောအပယ်လေးပါးသို့လာရောက်ကြလေ၏ချစ်တဲ့ဘက်ဝါသစ်ထာပုံနာကုံတယ်စင်ရသားတို့လည်းထိုနည်းအတိုင်းပင်ကံသုံးပါးကိုလုံအောင်မဆောင်စည်းတော်၎င်းမိစ္ဆာဒိဋ္ဌိယူကိုယူလျက်မိစ္ဆာဒိဋ္ဌိကံကိုအလုတ်အကျွေးပြုခဲ့တော်၎င်းဤသူမဆိုတေသည်အခြားမဲ၌အပယ်လေးပါးသို့လာရောက်ရမည်သာဖြစ်၏ချစ်တဲ့ဘက်ဝါသစ်ထာမင်းလို့သူသည်လည်းကိုနှုတ်နှလုံးဤသုံးပါးလုံးဖြင့်ကောင်းသောအကျင့်ကိုကျင့်၏တမဒိဋ္ဌိယူကိုယူ၏တမဒိဋ္ဌိကံကိုစောင့်တည်၏ဤသို့သောသူစရိုက်မှုကုသိုလ်အဆူဆူတို့၏အကျိုးအဖြစ်ထုံဝန်းကွယ်လွန်သောနတ်ရွာသို့လာ၏ချစ်တဲ့ဘက်ဝါသစ်ထာကြံပုံနာကုံတဲ့စင်းသားတို့လည်းဤနည်းနေမိသည်ကောင်းသောအမှုကောင်းသောကျင့်ကိုကျင့်သူမှန်ကမြည်သူမဆိုနတ်ရွာသူကလေးတို့လာရောက်လေမိသားသည်ချစ်တဲ့ဘက်ဝါသစ်ထာဆက်၍မှတ်သားနာယူကုန်လောမင်းလို့သူသည်လည်းကိုဖြင့်ကောင်းမှုမကောင်းမှုနှမျိုးကိုပြု၍ရန်ခါကောင်းမှုကိုပြုပြီးရန်ခါမကောင်းမှုကိုပြု၏နှုတ်ဖြင့်ကောင်းမှုမကောင်းမှုနှမျိုးကိုပြု၏စိတ်ဖြင့်ကောင်းမှုမကောင်းမှုနှမျိုးကိုပြု၏တမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအယူနှမျိုးကိုယူ၏ထိုအယူနှမျိုးကိုအလုတ်အကျွေးပြု၏ဤသို့အယူနှမျိုးကိုအလုတ်အကျွေးပြုစောက်တည်မှုကြောင့်ထိုမင်းကွယ်လွန်ခဲ့သောချမ်းသာဆင်းရဲနှမျိုးကိုခံစားရလေ၏ချစ်တဲ့ဘက်ဝါသစ်ထာမင်းလို့သူသည်ကိုယ်အမူအရာဖြင့်ဆောင်စည်း၏နှုတ်အမူအရာဖြင့်လည်းဆောင်စည်း၏ဘောဓိပက္ခိယတရား9ပါးပွားများခြင်းကိုအစွဲပြု၍မျက်မှောက်ဝါ၌ပင်ကိလေသာခတ်သိမ်းငြိမ်းသွား၏ချစ်တဲ့ဘက်ဝါသစ်ထာကုံတယ်သူစင်းရဲတို့ကိုလည်းဤအတိုင်းမှတ်ရ၏ဗုဒ္ဓမြတ်စွာဘုရားသည်ဤသို့အားဖြင့်အမျိုးလေးပါးတို့ကိုပြပြီးလင်ကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်း၍တည်ရသောသစ္စာလေးပါးရှိသူယဟန္တာပုဂ္ဂိုလ်သည်သာနတ်လူတို့တွင်အမျက်ဆုံးဖြစ်ကြောင်းမင်းပုံနာကုံတယ်သူစင်းရဲမျိုးလေးပါးတွင်မိသည့်အမျိုးပြင်ဖြစ်စေကမူအာသောကုန်ခန်းပြီးယဟန္တာမဟုတ်သမျှမြတ်သောအမျိုးဟုမဆိုထိုက်ကြောင်းကိုရင်ဝါသစ်ထအားပြောပြတော်မူ၏ဤသို့ဆိုအပ်ပြီးသောစကားအစဉ်ဖြင့်မြတ်ဗုဒ္ဓသည်ကိုရင်နှစ်ပါးအားအမျက်ဖြတ်ဝါဒကိုပြပြီးလျှင်တရားတော်ကိုအရဟတဘို့အထွတ်ထိပ်တက်၍အဆုံးသတ်တော်မူ၏ဘာရဒွါစဝါသစ်ထသည်ဟူသောကိုရင်နှစ်ပါးတို့ကဘုရားသခင်၏တရားတော်ကိုတာရုခေါ်၍မဆုံးနိုင်အောင်ပင်ဖြစ်နေကြလေတော့တည်းတုတ်ပါထေယပါဠိတော်အက္ခည3 66စထမူယခုတင်ဆက်ပေးခဲ့သောအကြောင်းအရာများသည်စာရေးဆရာကြီးတဂုံဦးစန်းငွေရေးသားထားသောဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများစာအုပ်ထဲမှကောက်နှုတ်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ